လှဲကူးမျိုးအနီးကြီးမြေဖြစ်ပြီးတော့အေကအကျယ်ကြီးလိုချင်တဲ့မိတ်ဆွေများအတွက်ပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါလှဲကူးအိတ်ချံမြေကိုညီညီမအချိုးဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုချစ်မိတ်ဆွေတို့ပြပေးမယ်ခြံကြီးရတော့ကျွန်တော်တို့ရဲ့ရန်ကုန်တိုင်းလှဲကူးမျိုးကြာကန်ကျွေးရအနီးမှာရှိတဲ့အေကခြံကျယ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီခြံထဲအထိမိတ်ဆွေတို့လာမယ်ဆိုရင်ကားဝင်ထွက်လုံးဝအဆင်ပြေမဲ့ကွန်ကရစ်လမ်းပဲဖြစ်ပါတယ်ခင်ဗျာခြံထဲမှာဆိုရင်လည်းရာဘာပင်ပေါင်းအပင်4000ကျော်ပါဝင်ပြီးတော့အခြားသီးနှံစိုက်ပျိုးပင်များလည်းပါရှိပါတယ်ခင်ဗျာအိမ်နဲ့ခြံရေမီအစုံလည်းပါပါတယ်ခင်ဗျာကိုရန်လန် organic farm အပန်းပြေဥယျာဉ်စခန်းရဲ့အနီးဆုံးမှာဖြစ်ပါတယ်ခင်ဗျာဒီပြန်နေတာကလည်းလူကြီးမင်းတို့မြင်တဲ့အတိုင်းပဲညီညာပြန်ပြူးနေတာပါပဲခင်ဗျာဧကအကျယ်ဝန်းကတော့24ဧကဖြစ်ပြီးတော့ကြီးတလုံးထဲနဲ့ကြားထားတဲ့အမီပေါက်ပြေစာပဲဖြစ်ပါတယ်ခင်ဗျာဒီချန်ကြီးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့1ဧကကို3200ကျပ်ညှိနှိုင်းလေးနဲ့လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာရှစ်တဲ့မိတ်ဆွေများကိုအသေးစိတ်ဆောင်စမ်းနိုင်ရင်ကျွန်တော်ရဲ့ဖုန်းကိုဘိုင်ယိုမှာရေးပေးထားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်